မင်္ဂလာပါရှင် PSM News ရဲ့မေလ15ရက်နေ့အတွက်ပြည်내နေတိုင်းတီးတီးကမိုးလေဝသခန့်မှန်းချက်တွေကိုတင်ပြပေးသွားပါမယ်။ဘင်္ဂလားပင်လယ်အော်အောက်ပိုင်းမှာအားကောင်းတဲ့လေပြင်းနဲ့ရေဝန်တစ်ခုဖြစ်ပေါ်နေပြီးဘင်္ဂလားပင်လယ်အော်အထက်ပိုင်းကိုဆက်လက်ရွေ့လျားနိုင်မှာဖြစ်တယ်လို့မိုးလေဝသပညာရှင်ဦးရင်နိုင်ကခန့်မှန်းထားပါတယ်။ဒါအပြင်ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာအနောက်တောင်မုတ်တုံတွေဟာအားကောင်းနေပြီးမြန်မာနိုင်ငံတောင်ပိုင်းနဲ့ထိုင်းနိုင်ငံဘက်ကိုအဆိုရက်တွေအဆက်မပြတ်တည်ဆောင်လာနေပါတယ်။ဒါကြောင့်ဒီကနေ့ကနေမေလ18ရက်နေ့အတွင်းကပလီပင်လယ်ပြင်မှာလေတိုင်နှုန်းအားကောင်းလာပြီးလှိုင်းမြင့်10ပေကနေ10ပေခန့်ထိမြင့်တက်နိုင်ကမိုးသက်လေပြင်းကျချိန်မှာ10ပေထက်ပိုမိုမြင့်တက်နိုင်မှာဖြစ်ပါတယ်။မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေဖြစ်တဲ့တနင်္သာရီတိုင်းမွန်နဲ့မြဝကျွန်းမော်ကမ်းရိုးတန်းဒေသတွေကကမ်းနီကမ်းဝေးရေလုံသားတွေအနေနဲ့အထူးသတိပြုကြဖို့လိုအပ်ပါတယ်။မြန်မာနိုင်ငံအပေါ်မှာကတော့မင်္ဂလာပင်လယ်အော်ကလီဘီယာနဲ့ရုံအချိန်ကြောင့်တနင်္သာရီတိုင်းမွန်နဲ့ကရင်ပြည်တို့မှာမိုးတိတန်စွာရွာသွန်းနိုင်တယ်လို့ AR တိုင်းရန်ကုန်တိုင်းနဲ့ပဲခူးတိုင်းတို့မှာလည်းမိုးများနိုင်မှာဖြစ်ပါတယ်။ဒါအပြင်မြန်မာထိုင်းနယ်စပ်နဲ့မွန်တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်မှာမိုးတိမ်တောင်တွေအားကောင်းစွာဖြစ်ထွန်းနေပြီးမိုးကြိုးပစ်တာနဲ့လေပြင်းတိုက်ခတ်တာတွေဖြစ်ပေါ်နိုင်ပါတယ်။ထိုင်းမိုးလေဝသ TND ရဲ့ထုတ်ပြန်ထားချက်အရမြန်မာနိုင်ငံအနီးမှာလည်းလီဘီယာနဲ့ရန်ကုန်တွေဟာဆက်တိုက်တည်ရှိနေတာကြောင့်မိုးတိမ်တောင်တွေပုံမှုပြစ်ထုံးဖို့ရှိနေပြီးမိုးတိတန်စွာရွာသွန်းမှုနဲ့အတူတောင်ကျချောင်းရီစီစဉ်တာတဲတပြက်ရေကြီးတာနဲ့မြေပြိုတာတွေဖြစ်ပေါ်နိုင်တာကြောင့်တောင်ကျင်းနဲ့မြစ်ချောင်းဤနေထိုင်သူတွေအနေနဲ့အထူးသတိပြုကြဖို့တိုက်တွန်းလိုပါတယ်။ဒီနေ့မှာတော့မွန်တရင်းသာရီကမ်းရိုးတန်းတစ်ချောင်းနဲ့မွန်ပြည်ကရင်ပြည်နဲ့ပဲခူးတိုင်းတို့မှာမိုးများနိုင်မှာဖြစ်ပြီး AR တိုင်းနဲ့ရန်ကုန်တိုင်းတို့မှာတော့မိုးအသင့်ရွာသွန်းနိုင်မှာဖြစ်ပါတယ်။ဒါအပြင်နေပြီးတော့ကရင်နီပြည်ရှမ်းပြည်အရှေ့ပိုင်းကချင်ပြည်နဲ့စကိုင်းတိုင်းထပ်ပိုင်းတို့မှာမိုးအသင့်ရွာသွန်းနိုင်မှာဖြစ်ပါတယ်။မနက်ဖြန်မှာတော့တနင်္သာရီတိုင်းမွန်ပြည်ကရင်ပြည်ရန်ကုန်တိုင်းနဲ့ AR တိုင်းတို့မှာမိုးပိုလာနိုင်မှာဖြစ်ပြီးမန္တလေးတိုင်းထပ်ပိုင်းနဲ့စကိုင်းတိုင်းအောက်ပိုင်းတို့မှာမိုးနှင်းငယ်ကနေမိုးအသင့်ရွာသွန်းနိုင်မှာဖြစ်ပါတယ်။ဆက်လက်ပြီး PSM News ရဲ့မိုးလေဝသသတင်းတွေကိုနေ့စဉ်စောင့်ကြည့်နေသူတွေကမေးမြန်းထားတဲ့ဒေတာလိုက်အခြေအနေတွေကိုတင်ပြပေးပါဦးမယ်။ပဲခူးတိုင်းကတောင်ငူမြို့မှာတော့ဒီနေ့မှာမိုးများနိုင်ပြီးနောက်နေ့အတွင်းမှာတော့မိုးရွာနိုင်ခြေနေပါသွားနိုင်ကနေရာကွက်ကြားမိုးနှင်းငယ်ရွာသွန်းနိုင်မှာဖြစ်ပါတယ်။ဖြူမြို့နယ်နဲ့လက်ဗရန်မြို့နယ်တွေမှာတော့ဒီနေ့နဲ့မနက်ဖြန်2ရက်အတွင်းမိုးနှင်းငယ်ကနေမိုးတင်းရွာသွန်းနိုင်မှာဖြစ်ပြီးပြည်မြို့မှာတော့ဒီရက်ပိုင်းမိုးနှင်းငယ်ရွာသွန်းနိုင်ပါတယ်။မကွေးတိုင်းကတောင်တွင်းကြီးမြို့နယ်နဲ့မန္တလေးတိုင်းကကုမဲမြို့နယ်တွေအတွင်းမှာတော့မိုးရွာနိုင်ခြေနေပါနေပြီးမိုးရွာဖို့မရှိသလောက်ဖြစ်နေပါတယ်။ AR တိုင်းကထူးကြီးမှာတော့ဒီနေ့နဲ့မနက်ဖြန်2ရက်အတွင်းမိုးနှင်းငယ်ရွာသွန်းနိုင်ပြီးနေရာကွက်မိုးများနိုင်ပါတယ်။လက်ဖို့တာမြို့နယ်မှာဆိုရင်ဒီနေ့နဲ့မနက်ဖြန်2ရက်အတွင်းမိုးတင်းရွာသွန်းနိုင်မှာဖြစ်ပါတယ်။ပင်လယ်ပြင်ရှင်တွေမှာတော့ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာတိမ်နှင်းငယ်ဖြစ်ထွန်းနေပြီးကပလီပင်လယ်ပြင်နဲ့ကြံပင်္ဂလားပင်လယ်အော်တို့မှာတိမ်အသင်းတွေကနေတိမ်ထူထက်နေကမိုးတိထန်နိုင်ပါတယ်။အထူးသဖြင့်ဒီနေ့မှာဘင်္ဂလားပင်လယ်အော်ကနေဝင်ရောက်လာတဲ့မိုးတိမ်တွေကြောင့်မြဝကျွန်းပေါ်နဲ့မွန်တရင်းသာရီကမ်းရိုးတန်းတစ်လျှောက်တို့မှာမိုးများနိုင်မှာဖြစ်ပြီးအနောက်တောင်မုတ်တုံလေးစီးချောင်းကလည်းကပလီပင်လယ်ပြင်အတွင်းအကောင်းကောင်းနဲ့ဝင်ရောက်နိုင်တာကြောင့်ကပလီပင်လယ်ပြင်အတွင်းသွာလာနေတဲ့ငါးဖမ်းရေရင်တွေနဲ့တင်မောတွေဟာလှိုင်းကြီးနိုင်တာကြောင့်အထူးသတိပြုကြဖို့နဲ့ဆက်လင်ငယ်တွေအနေနဲ့ကမ်းနီးမှာသာကိုလုံကြဖို့အကြံပြုလိုပါတယ်။မြမကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာလှိုင်းအသင့်တင်ရှိနေနိုင်ပြီးလှိုင်းမြင့်6ပေကနေ10ပေခန့်ရှိနိုင်ကလေပြင်းတိုက်ခတ်လာပါကလှိုင်းမြင့်10ပေခန့်မြင့်တက်နိုင်တာကြောင့်ပင်လယ်ပြင်အတွင်းခရီးသွားလာသူများနဲ့ကမ်းနီးကမ်းဝေးရေလုံသားတွေအတွက်အန္တရာယ်ရှိနိုင်တာကြောင့်ပင်လယ်ပြင်အတွင်းသွားလာခြင်းမပြုကြဖို့တိုက်တွန်းလိုက်ရပါတယ်ရှင်။ PSM ရဲ့ပရိသတ်များရှင်မိုးလေဝသဖြစ်စဉ်တွေဟာများသောအားဖြင့်80%ခန့်သာမှန်နိုင်ပြီးအချိန်နဲ့မျှပြောင်းလဲနိုင်ပါတယ်ဆိုတာကိုတင်ပြရင်းဒီကနေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကိုဒီမှာပဲရနာပြစီရှင်။ကျမတို့ရဲ့မိုးလေဝသအခြေအနေတွေကိုစောင့်မျှော်ကြည့်ရှုအားပေးနေကြတဲ့ပရိသတ်တွေနဲ့အတူမြန်မာနိုင်ငံသူနိုင်ငံသားအားလုံးတဘာဝပြီးဆရာနာရှင်ပြီးတို့မှကင်းဝေးပြီးကိုယ်စိတ်နှစ်ပါးကျန်းမာရွှင်လန်းချမ်းမြေ့ကြပါစေရှင်။